အားလုံးပဲမင်္ဂလာပါဗျ KYG Sport Page ကနေပြန်နေကြိုဆိုလိုက်ပါတယ်ယနေ့ညလန်ဒန်နဲ့တင်းဖြစ်တဲ့ Palace နဲ့ Fulham ပွဲစဉ်ကိုရွေးချယ်သုံးသပ်ပေးကြပါတယ်ဗီမီယာလိပွဲစဉ်အဖြစ်19ကစားပြီးချိန်မှာတော့ပြန်ကြည့်ရင်6ဝက်ပြီးမှ8-8အသင်းနိုင်ပွဲရတာ Arsenal တာရှိခဲ့ပါတယ်အဲ့တဲ့ဒီအနေနဲ့ကတော့ Everton နဲ့ Newcastle တို့ဂိုးပြက်တွေနဲ့အနိုင်ရခဲ့တာပါလက်ရှိ Palace နဲ့ Fulham ပွဲမှာတော့အိမ်ကွင်း3ဘက်ဆက်ရှုံးထားတဲ့ Palace ကအဝေးကွင်း3ဘက်ဆက်နိုင်ထားတဲ့ Fulham ကို level 60အကျော်ပေးထားပါတယ်အဆင့်17နဲ့12နေရာမှာရပ်တည်နေပြီးနှစ်သင်းစလုံးကလန်ဒန်ကိုစားပြုအသင်းတွေဖြစ်တယ်လို့ထိတ်တိုက်တွေ့ဆုံနိုင်တဲ့ကိုမရွေပဲဖျော်ဖြေနိုင်စွမ်းရှိပါတယ်။လိပ်ပွဲစဉ်ဖြစ်ထိတ်တိုက်တွေ့ဆုံမှုနောက်ဆုံးနှစ်ပွဲဆက် Palace ကနိုင်ထားက Palace အိမ်ကွင်းနောက်ဆုံး400တိဆက် Fulham ရှုံးဝဲမရှိထားပါဘူး။နှစ်သင်းအတက်နဲ့အကျတွေ့ဆုံတဲ့ပွဲဖြစ်ပြီးနေပြချင်းထိတ်တိုက်တွေ့ဆုံမှု9ချိန်မှာတော့မာကိုစီဗာတစ်ချိန်နိုင်ထားပါတယ်။ဂလက်ဆာနာရောက်လာပြီးကတည်းက Fulham ကို9ချိန်မှာတစ်ချိန်သာရှုံးထားတဲ့မှတ်တမ်းကောင်းပိုင်ဆိုင်ထားပါတယ်။နောက်ဆုံးပွဲမှာစပါးကို 0.25 တာပေးထားတာမို့လက်ရှိဈေးရတော့ဘာမှပြောစရာမရှိပါဘူး။ Palace နီးပြပွား6ဝက်ဆက်နိုင်ဝဲမပြောက်ဘူးသလိုလက်အိတ်ကွင်း3ဝက်ဆက်တိုက်စစ်က6ပေါက်ပြောက်ထားတာကလည်းရှားပါတယ်။နောက်ပြီး Fulham ကိုအိတ်ကွင်းနောက်ဆုံးလက်ခံကစားခဲ့တဲ့4ဝက်ဆက်ကြေးရောဘောရောတွင်ကိုရောနိုင်ပွဲပြောက်နေမှုက Palace ပြန်လာဖို့တင့်နေပါတယ်။ဖူဟန်ကအဝေးကွင်းနောက်ဆုံး3ခွက်ဆက်နိုင်ပြီးရက်လက်ကောင်ပိုင်ဆိုင်ထားပေမဲ့မာကိုစီဗာရဲ့ဇက်ရဆိုပြန်ခွာဖို့ရှိနေတယ်လို့ပီမီယာလိရဲ့နောက်ဆုံးအဝေးကွင်း18ပွဲမှာလည်းနှစ်ပွဲဆက်ကလင်းရှိရထားတဲ့ဇက်ရှိကိုရှိမနေတာကြောင့်အစင်နာပိုင်းဇက်လက်ရှိဒီယာဒီပဲလစ်အိမ်ကွင်းဇက်ဖူဟန်ရဲ့2025အဝေးကွင်းဇက်ဘယ်ဘက်ကပဲကြီးပဲလစ်ကိုရမယ်ဇက်ရှိနေပြီးဂလက်ဆနာလက်ထက်6ပွဲဆက်နိုင်ပွဲမပြောက်ထားတဲ့ပဲလစ်တို့နေယူကာဆယ်ဖီလာတို့နဲ့ပွဲချက်မကစားခင်နိုင်ပွဲရှာဖွေမဲ့ပွဲမှာတော့ Palace body ကိုပဲအကြိုက်ပို့ပြီးလက်ရှိ level 60ကလည်းဈေးရမှန်ကန်မှုအပြည့်ရှိလို့ဇက်ရယနေ့ညအကောင်းဆုံးက Palace body ကိုအပိုင်ရွေးချယ်ပေးလိုက်ပါတယ်ဗီဒီယိုလေးကိုအစားဆုံးနားဆင်ပေးတဲ့ညီကိုတယောက်စီတိုင်းအထူးပင်ကျေးဇူးတင်ရှိပါတယ်အားလုံးပဲအကျိုးမြတ်ရပါလေဗျ